သက်ပံဝေးချဆွေရမှတေးကြတယ်နေကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်တပြည့်တွားသည်ဆက်ဆံရေးကြောင့်ဝေးချရမယ်ထင်ပါတယ်ဒီကမနှက်ပံရေးကတွေးစရမလွယ်ပါနဲ့အဖြေရှာသက်ပံဝေးချဆွေရမှတေးကြတယ်နေကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်တပြည့်တွားသည်ဆက်ဆံရေးကြောင့်ဝေးချရမယ်ထင်ပါတယ်တဲညာနှွဲခင်ကညာရဲ့မကွဲကွာခဲ့ခြင်းမာတယ်တဲညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာတယ်ဒီကမနှက်ပံရေးကတွေးစရမလွယ်ပါနဲ့အဖြေရှာသက်ပံဝေးချဆွေရမှတေးကြတယ်နေကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်တပြည့်တွားသည်ဆက်ဆံရေးကြောင့်ဝေးချရမယ်ထင်ပါတယ်တဲညာနှွဲခင်ကညာရဲ့မကွဲခွာခဲ့ခြင်းမာတယ်တဲညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာတယ်မြက်ကားလေးတွေအခါကနာလို့သက်ထားလေးစီစာလွာပါရဲ့တစ်ဖက်သားတွေနဲ့တာယာစီချောင်းတောင်းစုပြပါမယ်မြက်ကားလေးတွေအခါကနာလို့သက်ထားလေးစီစာလွာပါရဲ့တစ်ဖက်သားတွေနဲ့တာယာစီချောင်းတောင်းစုပြပါမယ်မမီလေးမလားကွယ်ထပ်သည်စေချောင်းရဲ့မေတို့မျိုးကခွာကနီးပြီးပိုင်နှုတ်ဆက်စင်အားကွယ်ဝင်မကြတဲ့ခင်နှမမျက်နှာလေးရဲ့မျက်မှန်လေးကိုမကပင်ကားရဲ့ကတော့ကရဲ့နဲ့နှုတ်ဆက်လိုက်စင်သမင်မျက်လုံးကအစင်တသမမိုးဖို့သူပြောလိုက်တယ်လို့နဲ့တဲညာနှွဲခင်ကညာရဲ့မခွဲခွာခဲ့ခြင်းမာတယ်တဲညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာတယ်နပံရေးကတွေးစရမလွယ်ပါနဲ့အဖြေရှာသက်ပံဝေးချဆွေရမှတေးကြတယ်နေကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်တပြည့်တွားပြီးဆက်ဆံရေးကြောင့်ဝေးချရမယ်ထင်ပါတယ်ဒီကနပံရေးကတွေးစရမလွယ်ပါနဲ့အဖြေရှာသက်ပံဝေးချဆွေရမှတေးကြတယ်နေကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်တပြည့်တွားပြီးဆက်ဆံရေးကြောင့်ဝေးချရမယ်ထင်ပါတယ်တဲညာနှွဲခင်ကညာရဲ့မကွဲခွာခဲ့ခြင်းမာတယ်တဲညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာတယ်မြက်ကားလေးတွေအခါကနာလို့သက်ထားလေးစီစာလွာပါရဲ့တစ်ဖက်သားတွေနဲ့တာယာစီချောင်းတောင်းစုပြပါမယ်မြက်ကားလေးတွေအခါကနာလို့သက်ထားလေးစီစာလွာပါရဲ့တစ်ဖက်သားတွေနဲ့တာယာစီချောင်းတောင်းစုပြပါမယ်မမီလေးမလားကွယ်ထပ်သည်စေချောင်းရဲ့မေတို့မျိုးကခွာကနီးပြီးပိုင်နှုတ်ဆက်စင်အားကွယ်ဝင်မကြတဲ့ခင်နှမမျက်နှာလေးရဲ့မျက်မှန်လေးကိုမကပင်ကားရဲ့ကတော့ကရဲ့နဲ့နှုတ်ဆက်လိုက်စင်သမင်မျက်လုံးကအစင်တသမမိုးဖို့သူပြောလိုက်တယ်လို့နဲ့တဲညာနှွဲခင်ကညာရဲ့မခွဲခွာခဲ့ခြင်းမာတယ်တဲညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာတယ်